အားလုံးပဲမင်္ဂလာပါရှင်။ဟိုးရှိရှိတုန်းကအလွန်ချစ်စရာကောင်းတဲ့မီလီဆိုတဲ့ကောင်မလေးတစ်ယောက်ရှိခဲ့ပါတယ်။မီလီရဲ့အဖွားကမီလီကိုပုံမြင်ပြောပြနေတာပေါ့။ဟဲ့ဒီနောက်ဘာဆက်ဖြစ်သွားလဲအဖွား။မြင်းဖြူကြီးကမင်းသားနဲ့မင်းသမီးကိုတင်ပြီးအဝေးကြီးကိုခေါ်သွားတာလား။အေးကွယ်မြင်းကြီးကသူတို့ကိုခေါ်သွားတာပေါ့။ဟဲမီလီနင်းစမကြက်သေးဘူးလား။အမေရဲ့ညနေတိုင်းကလေးကိုပုံမြင်ရေးကြီးပဲပြောမနေပါနဲ့။သူစာတင်ကြရေးထိခိုက်ကုန်တော့မယ်အမေကလည်းအဖွားကိုမစူပါနဲ့သမီးကိုယ်တိုင်ပုံမြင်ပြောပြခိုင်းတာပါကဲအဖွားသမီးစာသွားကြတော့မယ်နော်အေးမြီးလေးမနဲ့ဖြံမထပ်ပြောပြမယ်အဖွားလည်းခါးတွေနားနေပြီချွေးမရဲ့အဖွားရဲ့တောင်မွေးလေးပေးပါအောင်ရော့အမေဖြစ်သွားနော်အိမ်ဦးနက်ကလည်းအခုထိပြန်မလာသေးဘူးကောင်းကင်ကြီးကိုကြည့်ရတာဒီညတော့မိုးသက်မုန်တိုင်းလာအောင်မဲ့ပုံပဲဟုတ်တယ်အမေမုံတိုင်းလာရင်မနဲ့ပြန်တရသီးတွေအများကြီးကျွေမှသမီးတရသီးသွားကောက်ရမယ်ပြောစရာကြီးနောက်တနေ့မနက်မှာတော့တူလီတယောက်မီလီတို့အိမ်ရှိကိုရောက်လာပြီးအကျဲကြီးလှမ်းခေါ်ပါတော့တယ်မီလီဟဲမီလီနင်းမေးမလဲတူလီနေရောက်လာပြီလားလာသွားကြမယ်ဟဲ့သမီးတို့ဘဲကိုသွားကြပြန်ပြီလဲစာမကြက်ဘူးလားအမေကလည်းသမီးညကလေးကပြောထားတယ်လေတရသီးသွားကောက်မလို့ပါစာတွေကအကုန်ပြီးနေပါပြီသွားပြီနော်အမေဟိုမှာကြည်စမ်းမီလီမြေကြီးပေါ်မှာတရသီးတွေအများကြီးပဲဘယ်သူမှမရောက်သေးဘူးထင်တယ်မြန်ကောက်ထည့်ရအောင်သူတို့နှစ်ယောက်တရသီးကောက်နေတော့မှာပဲနာကျင်စွာအော်ဟစ်နေတဲ့ငှက်ကလေးတစ်ကောင်ရဲ့အတန်ကိုမီလီကြားလိုက်ရပြန်ပါတယ်တူလီနင်ကြလားငှက်ကလေးတစ်ခုခုဖြစ်နေပြီထင်တယ်ငါသွားကြည့်မှဖြစ်မယ်မီလီသွားကြည့်လိုက်တဲ့အခါမှာတော့တေကိုင်းကြီးတစ်ခုအောက်မှာပြီးမိနေတဲ့ခိုလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်တူလီမြင်လာပါအောင်ငါပြောသားပဲငှက်ကလေးတကယ်တမ်းရနေတာလာဒီတေကိုင်းကြီးကိုအတူတူဖယ်ပေးရအောင်ကြည်စံအတောင်မှန်မှာသွေးတွေနဲ့တနာစရာလေသူမရဲ့ပါဝါကိုဖြဲပြီးဒဏ်ရာကိုစီးပေးရင်မကြောက်နဲ့နော်ငှက်ကလေးငါကေပါမယ်နင်ကတော့လှုပ်ပြန်ပြီးတင်းငက်တွေအတွက်နဲ့နင့်ရဲ့လှပပဝါကြီးကိုဖျက်ပစ်လိုက်တာလားပဝါကတော့နောက်ထပ်ဝယ်လို့ရတာပေါ့တူလီရဲ့ဒါပေမဲ့တင်းငက်လေးအသက်တည်သွားရင်ပြန်မရနိုင်တော့ဘူးလေသူ့ကိုဒီအတိုင်းထားခဲ့ရင်ပြန်နိုင်မှာမဟုတ်သလိုအစာငတ်ပြီးတည်သွားလိမ့်မယ်ငါအိမ်ကိုပဲခေါ်သွားတော့မယ်တခြားမှာအလုပ်သွားရှာပါလို့မပြောပါနဲ့ခင်ဗျာအကိုကြီးရဲ့ကျွန်တော်မှာဒီအလုပ်လေးတာမရှိရင်ကျွန်တော်မိသားစုကြီးတစ်ခုလုံးဒုက္ခတွင်းနဲ့ကြောက်သွားပါလိမ့်မယ်ဒါတွေငါမသိဘူးလောက်ကုန်တာနဲ့ငါမင်းကိုပတ်စံတပြားမှကြုံမပေးနိုင်ဘူးမင်းကလာတိုင်းဒီလိုပဲကြစ်တိုက်နေတာပတ်စံကြိုတောင်းလိုက်ဒုက္ခရောက်နေပါတယ်လို့ပြောလိုက်နဲ့ခက်တာကသမီးလေးကလည်းအရွယ်ရောက်လာပြီအိမ်မကလည်းဖျားနာနေတဲ့အမေအိုကြီးရှိတယ်လေအမေအတွက်စေးဖို့ဝယ်တာနဲ့တင်ကျွန်တော်လာတာရဲ့တဝက်ကကုန်နေတာပါအေးလေမင်းမအဲ့ဒီလောက်တောင်ပြဿနာတွေများနေရင်လေတခြားမှာပဲအလုပ်သွားရှာတော့မနှက်ဖန်ကားစားပြီးငါစီလာစရာမလိုတော့ဘူးမလုပ်ပါနဲ့အကိုကြီးရဲ့အဲ့ဒီလိုစကားမျိုးမပြောပါနဲ့ကျွန်တော်မှအလုပ်တာမရှိတော့ရင်အမေအိုနဲ့ဇနီးတဲ့ကိုခေါ်ပြီးဘယ်ကိုသွားရမလဲခင်ဗျာမင်းကအိမ်သူအိမ်သားတွေကိုတကယ်ပဲစိတ်ပူတတ်တယ်ဆိုရင်ငါစီကိုပတ်စံလာမတောင်းနဲ့လေမင်းတို့လိုလူတွေကြောင့်ငါမှလှုပ်ရှုပ်ရလုံးတော့ဘယ်ကနေဒီလိုပြဿနာတွေရောက်လာမှန်းတော့မသိတော့ဘူးကောင်းပါပြီဗျာကျွန်တော်ပတ်စံကြုံမတောင်းတော့ပါဘူးအလုပ်ပဲဆက်လုပ်ပါရစေဒါဆိုလဲသွားတော့အလုပ်ကိုသေးသေးချာချာလုပ်ချင်ငါနားမှလာပြီးညီးတွားမနေနဲ့တော့မီလီရဲ့အဖေဖြစ်သူစူမန်ဟာဝမ်းနဲ့ကြေကွဲစွာနဲ့ပဲအလုပ်ရှင်စီကနေထွက်လာခဲ့ပါတယ်တစ်ဖက်မှာတော့မီလီတယောက်အိမ်ပြန်ရောက်တဲ့အခါသူ့ရဲ့အမေကစီးကြိုပြီးစူပူပါတော့တယ်ဟဲမီလီနင်ပြန်လာတာဘာလို့ဒီလောက်တောင်နောက်ကျနေရတာလဲငါ့ကိုစိတ်ပူအောင်ဘယ်လောက်ထိလုံအောင်ပါလဲအမေရဲ့သမီးတခြားမဟုတ်ပါဘူးရှောက်သွားရင်းနဲ့နည်းနည်းအဝေးကြီးရောက်သွားလို့ပါဟဲ့ဒါကြောင့်ပြန်လာတာနောက်ကျသွားတာပါအေးလေဖြစ်မှာပေါ့နင့်မာကအလောက်မှမရှိတာတဏီကုံရှောက်သွားလိုက်ငါ့ကိုစိတ်နှောက်ယှက်ပေးလိုက်နဲ့နေပါအောင်ဟဲ့ဒါကဘာလဲဘယ်မှာလဲအမေဘာမှမဟုတ်ပါဘူးဟဲ့ဒီအဝုန်းငတ်ကိုဘယ်ကနေထက်ခေါ်ပြန်လာတာလဲနင်ငါ့ကိုအေးလူနေခွင့်ပေးမှာမဟုတ်ဘူးလားနေတိုင်းပြဿနာအသစ်တွေကြီးပဲယူလာတဲ့အမေကလည်းဘာလို့ဟာဒီလိုပြောရတာလဲဒီငှက်လေးကမုံတိုင်းထဲမှာတိတ်ကိုင်းအောင်ပြိမိနေတာပါသူတိတ်နာကျင်နေလို့တမီးကဲလာတာဒဏ်ရာရတိုင်းအိမ်ကိုခေါ်လာရသလားကြည်စမ်းနေရအပေါ်ကျုံဘဝအသစ်လေးကိုလည်းဖြဲပြီးသူ့အတောင်ပံကိုစီးပေးထားသေးတယ်
ဒီကလေးမကိုငါဘယ်လိုလုပ်ရပါမလဲနင့်အဖေမအလုပ်ပြုတ်တော့မဲ့အရေးကျုံနေရတာကိုသမီးဖြစ်သူကတော့ရှိသမျှအဝတ်စားကောင်းတွေကိုဖျက်ဆီးပြစ်နေတယ်အမေပြောတာလဲလွန်လိုက်တာဒီဘဝကလွန်ခဲ့တဲ့2 နှစ်ကပွဲတော်မှာအဖေဝယ်ပေးထားတာလေသမီးတို့အတွက်ကတော့ဒါကအသစ်ပါပဲတော်ပြီစကားတွေများကြီးမပြောနဲ့တော့အခုအဲ့ဒီငှက်ကိုတနေရရမှာအဝေးကြီးသွားနှောက်လိုက်တော့အဲ့ဒီလိုမပြောပါနဲ့အမေရဲ့ဒီငှက်ကလေးကိုသမီးဝဲကျင်းမွေးဆောက်ရှောက်ပါရစေနင့်ကိုဘယ်သူကကျင်းမွေးဆောက်ရှောက်ရမလဲဆိုတာတော့မရေရသေးတာအခုတော့မင်းသမီးလေးကငှက်မွေးချင်နေသေးတယ်ပေါ့တကယ်ပြောတာပါအမေရဲ့ဒီငှက်ကလေးအတွက်နဲ့အမေကိုဘာမှစိတ်မရှုပ်စေရပါဘူးသမီးဘာသာတည်တည်ချာချာကြည့်ရှုရမယ်ချင်းမရဲ့ကလေးကငငယ်လေးရှိသေးတာကိုအဲ့ဒီလောက်အထိမစူပါနဲ့ကွယ်လာမီးလေးအဖွားစီလာခဲ့ဘယ်လိုငှက်လေးကိုကဲလာတာလဲအဖွားကိုပြပါအောင်အမေတို့ကဒီလိုမျိုးအလိုလိုက်ခဲ့လို့လေကလေးမကဒီနေ့ဒီလိုဖြစ်နေတာပေါ့ဒီနေ့ငှက်ခေါ်လာတယ်မနေ့ပြန်ကြရင်ခွေးတွေကြောင်တွေအကုန်ခေါ်လာအောင်မအိမ်အတွက်ပြဿနာတွေပဲထပ်တိုးနေတော့မှာတွေ့လားအဖွားအမေကတော့စိတ်တုန်နေတော့မယ်အဖွားသိတာပေါ့ကွယ်မင်းအမေစိတ်ဆိုးတာခဏပါပဲနောက်ဆိုသူလဲနားလဲသွားမှာပါကဲမြီးလေးအဲ့ဒီငှက်ကလေးကိုအဖွားစီယူလာခဲ့စမ်းပါဟုတ်ကဲ့အဖွားလာပြီလာပါငှက်ကလေးရဲ့နင့်ကိုအဖွားစီခေါ်သွားပေးမယ်နော်ညရောက်တဲ့အခါမီလီရဲ့အဖေအိမ်ပြန်ရောက်လာပါတယ်ဒါပေမဲ့သူ့လက်ထဲမှာတော့အမေအိုအတွက်ဆေးတုပ်တွေပါမလာခဲ့ပါဘူးရှင်ဒီနေ့လေအမေအတွက်ဆေးတွေဝင်မလာပြန်ဘူးလားဆေးမတော့ရတာတောင်ဘယ်နှစ်ရက်တောင်ရှိနေပြီလဲရှင်သိရဲ့လားကိုလုံးဝမေ့သွားတာပါတကယ်တော့အလုပ်ထဲမှာဖျားတွေကအယမ်းများနေတော့ဘာကိုမှသေချာမမှတ်မိနိုင်တော့ဘူးမင်းလည်းနားလည်ပေးပါအောင်ကွာရှင်ဘာတွေပဲပြောကျမမသိတာမဟုတ်ပါဘူးကျမစီကဘာမှဖုံးကွယ်မထားပါနဲ့တော့ရှင်လက်ထဲမှာပတ်စံရှိမှသာစေးဝေလာနိုင်မယ်ဆိုတာကျမသိနေတာပဲလေမင်းကလည်းဘာတွေပြောနေတာလဲအခုလကုံကနီးပြီလေနောက်လာတရက်နေကြရင်တော့လာစာရတော့မှာပါကြည်နေပါဟဲ့ဒီအချိန်ကြရင်အကုန်လုံးအဆင်ပြေသွားမှာပါချွေးမရေဘယ်ရောက်နေတာလဲငါချီတော့ကနာတာပို့ဆိုးလာပြီကွယ်အမေသားကဒီနေ့စေးဝင်မလာနိုင်သေးဘူးသူ့အလုပ်ထဲမှာဖီးယားတွေကအယမ်းများနေလို့တဏီကုံလုံးမကင်တွယ်နိုင်တော့လို့ပါအမေနားလဲပေးပါနော်အေးပါချွေးမရဲ့အဖွားအကုန်လုံးနားလဲပါတယ်အခုတော့အဖွားကအသက်လဲကြီးလာပြီဆိုတော့မင်းတို့အတွက်ဝင်တော့ဝင်ဖို့ဖြစ်နေပြီပေါ့အရှင်မြတ်ကငါ့ကိုဘယ်တော့မှသူစီခေါ်သွားမလဲမသိဘူးဟဲ့ဒီအချိန်ကြာမှပဲအားလုံးအေးချမ်းသွားတော့မှာပါမလုပ်ပါနဲ့အမေရဲ့ဟဲ့ဒီလိုစကားမျိုးမပြောပါနဲ့အမေကမိခင်ကောင်းတယောက်ဖေးလေအချင်းတွေကိုနားလည်မှာပါသူမဟာမိခွက်ကိုညှိမ့်သက်ပြီးအခန်းထဲကထွက်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့မီလီရဲ့အနားမှာထူးဆန်းတဲ့ဖြစ်ရတဲ့ခုစတင်ဖြစ်ပွားပါတော့တယ်ဒီလောင်ရင်ထဲမှာငါဘလောက်တောင်ကြာကြာစက်နေရအောင်ပါလေအခုတော့အားလုံးလဲအိပ်ပျော်ကုန်ကြပြီပဲငါရဲ့မူလပုံစံအတိုင်းပြန်ပြောင်းလိုက်တာကမှပိုကောင်းပဲအခုမှပဲစိတ်ထဲအေးချမ်းသွားတော့တယ်ငါတောင်မှန်ကဘလို့တောင်ကြိုးသွားရတာလဲ9 ရက်မပြည့်မချင်းငါရဲ့နှစ်သမီးပြီကိုလည်းပြန်သွားလို့ရမှာမဟုတ်ဘူးဒီမှာပဲစက်နေတာကပိုကောင်းပါလိမ့်မယ်ဒီအိမ်ကလူတွေကတိတ်ကိုစိတ်ထားကောင်းကြတာပဲသူတို့ငါ့ကိုဒုက္ခပေးမှာမဟုတ်ပါဘူးကြည်စမ်းနင့်ရဲ့ဒဏ်ရာကတော်တော်လေးသက်သာသွားပြီနော်တိတ်ပြီးစိတ်မပူနဲ့တော့ကြည်နေပါအကုန်လုံးပြန်ကောင်းသွားမှာပါမနဲ့လေးနာနဲ့ဒီငှက်ကိုပဲဖတ်ထိုင်နေပြန်ပြီနင့်ရဲ့စာတင်ကြားရေးတွေတော့အကုန်လုံးပြက်စီးကုန်တော့မှာပဲဘာတွေပြောနေတာလဲအမေရဲ့အခုမှမနဲ့လေးပဲရှိသေးတာ哦အမေသမီးကိုစံနေနဲ့လောက်ပေးပါအောင်ဒီငှက်လေးကမနေ့ကတည်းကဘာမှမစားရသေးလို့ပါဘာစမ်းမှမရဘူးဟဲ့ရှင်ဒီဘက်ကိုတစ်ချက်လောက်လာပါအောင်ကြည်စမ်းပါအောင်ရှင်သမီးကတော့ကျမကိုစိတ်ဒုက္ခပေးလို့အသက်တောင်တူတော့မယ်မင်းအမေကဘာလို့မင်းအเจ้าတွေဒီလောက်တောင်တိုင်တိုးနေရတာလဲဒီငှက်ကလေးကိုမနေ့ကမုံတိုင်းထဲမှာဒဏ်ရာနဲ့တွေ့လို့သမီးကဲလာတာပါအဲ့ဒါကိုအမေကသမီးကိုပဲတောက်လျှောက်စူပူးနေတာပါဖေဖေမိမရမင်းကလည်းကလေးကိုအเจ้าမဲ့မစူပါနဲ့သူကတရဝါလေးတစ်ကောင်ကိုကူညီနေတာပဲဥစားအေးလေရှင်စကားကလည်းဒီအတိုင်းထွက်မှာပေါ့ရှင်ကတခြားသူတွေကိုကူညီနေပေမဲ့ရှင်ကိုကြတော့ဘယ်သူကကူညီမှလဲအိမ်မှာစံပြတ်တော့မယ်ပြောနေတာဘလောက်တောင်ကြပြီလဲဘာလို့ဝဲမလာတာလဲနောက်2 ရက်နေရင်ကိုယ်တိုင်စားဖို့တောင်စံရှိမှာမဟုတ်ဘူးဟဲ့ဒါကိုသမီးဖြစ်သူကငှက်ကိုစံကျွေးချင်နေသေးတယ်
အမေရဲ့သူကတတော်လေးပါမိမရငှက်ကလေးကငါတို့လိုမှအများကြီးမစားတာသမီးလေးဒီလောက်တောင်ပူစားနေတာပဲဆန်နဲ့လောက်ပေးလိုက်ပါအောင်ကိုဘလိုနီးနဲ့ဖြစ်ဖြစ်စံပြန်ရအောင်ဝယ်ခဲ့ပါမယ်မပေးနိုင်ဘူးရှင်တို့နှစ်ယောက်လှုပ်ချင်တာသာလှုပ်ကြတော့ကျမတော့မသိတော့ဘူးမိသားစုရဲ့ကြောက်ကစားဖြစ်ရတွေကိုငှက်အသွင်နဲ့နတ်သမီးလေးကအကုန်လုံးကိုမြင်တွေ့နေရပါတယ်သူမဟာမီလီတို့မိသားစုရဲ့ဆင်းရဲဒုက္ခနဲ့ကျဉ်းနာတဲ့စိတ်ထားကိုမြင်ပြီးစိတ်မကောင်းဖြစ်မိတာပေါ့ဒီလူတွေကငါ့ပေါ်ဘလောက်တောင်မေတ္တာရှိကြသလဲငါသူတို့ကိုတခုခုပြန်ကူညီမှဖြစ်မယ်ဘာပဲဖြစ်ဖြစ်ငါမှကူညီနိုင်တဲ့နည်းလည်းရှိပါတယ်နတ်သမီးလေးဟာသူမရဲ့မော်အစွမ်းကိုသုံးပြီးမိဖို့ကြောင့်တဲကဆန်အိုးကိုပြည့်ရှံသွားအောင်လုပ်လိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့မီလီရဲ့အဖေစုမန်ဟာမိဖို့ကြောင့်တဲကိုရောက်သွားတဲ့အခါဒါကဘလို့ဖြစ်တာလဲဆန်အိုးထဲမှာဆန်တွေအပြည့်ပဲမိမကဆန်မရှိဘူးလို့ပြောနေတာအခုတော့ဆန်တွေကအိုးထဲမှာရှမ်းနေပါလားမိမရေမိမမြင်မြင်လာပါအောင်ဟောဒီမှာကြည်စမ်းပါအောင်ဘာဖြစ်လို့ဒီလောက်တောင်အော်ရဲနေရတာလဲရှင်ရဲ့မိမနေမဲဆန်အိုးထဲမှာဆန်မရှိတော့ဘူးလို့ပြောနေတာမဟုတ်လားအခုတော့ကြည်စမ်းပါအောင်ဒီလောက်များတဲ့ဆန်တွေကဘယ်ကနေရောက်လာတာလဲဟာဒါဘလို့ဖြစ်နိုင်မှာလဲဒါတကယ်ပဲလားဒါတော့နေမသိမှာပေါ့မနဲ့စောစောစီစီဘာတွေဖြစ်နေမှန်းမသိတော့ဘူးစုမန်ဟာအံ့ဩနေတဲ့ဇနီးဖြစ်သူကိုထားခဲ့ပြီးမီလီရန်ငှက်ကလေးကျွေးဖို့အတွက်စံအနှင်းငယ်ကိုခွက်နဲ့ခဲ့ယူကအခန်းထဲကနေထွက်သွားပါတော့တယ်ဘာတွေဖြစ်နေတာလဲငါဘာမှနားမလည်နိုင်တော့ဘူးမနေ့ကတောင်စံနေနေတာကိုမြင်လို့ငါချွေတာပြီးချက်ခဲ့ရတဲ့ဥစ္စာအဖွာကြည့်ပါဦးငှက်ကလေးရဲ့ဒဏ်ရာကတော်တော်လေးခြောက်ပြီးတက်သွားသွားပြီနော်အေးကွယ်ဒါတွေအားလုံးကမီလီရဲ့ဂယုတဆိုင်ပြုစုမှုကြောင့်ပေါ့စေတနာထားပြီးပြုစုဆောင်ရှောက်ရင်ယရနာကိုရတယ်ဆိုတာဟဲ့ဟာကိုပြောတာပဲမီလီရဲ့ဟုတ်ကဲ့ပါအဖွာဟဲ့ဒီစကားတွေကိုနောက်မှထပ်နာထောင်မယ်နော်သမီးခဏလောက်အပြင်သွားလိုက်အောင်မယ်သမီးမပြန်လာခင်အထိငှက်ကလေးကိုအဖွာပဲခဏကြည့်ထားပေးပါဦးအောင်ငှက်ကလေးရဲ့လိမ္မာရမယ်နော်စိုးမနေနဲ့အောင်ဟဲမီလီမွန်းတဲ့နေဘူးကြီးတဲ့နေပေကိုသွားအောင်မလို့လေပြီးတော့အဖွားကသူ့ကိုဘလို့ကြည့်ပေးရမှာလဲအဖွားကိုတိုင်းတောင်လမ်းကိုကောင်းကောင်းမရှောင်နိုင်တာဟဲ့ဒီလောက်အထိမတွေးပါနဲ့အဖွားရဲ့သူကတိတ်လိမ္မာတာကဲသမီးစပွဲပေါ်မှာတင်ထားခဲ့မယ်နော်ကြည့်နေပါသူဒီတိုင်းလေးပဲညင်ညင်လေးထိုင်းနေမှာပါချွေးမရေချွေးမအိမ်ထဲကိုခဏလောက်လာခဲ့ပါအောင်ငါရဲ့တောင်မွေးလေးပေးစမ်းပါအိမ်ထဲမှာကြီးလဲနေရတာစိတ်မကြည်တော့ဘူးဝရန်တာဘက်ခဏလောက်ထွက်ချင်လို့ပါအမေရဲ့အခုကျမထမင်းချက်နေတာလေအခုချက်ချင်းတော့မလာနိုင်သေးဘူးအေးပါမင်းတို့ကဘယ်လာပေးနိုင်ပါမလဲဒါတွေအားလုံးကငါကကြမပဲအခုတော့ငါကမင်းတို့အတွက်ဝင်တော့ဝင်ဖို့ဖြစ်နေပြီပေါ့ဖျားသခင်ကျမကိုတောင်းဝင်းမပါပဲသူတစ်ပါးအကူကြီးမပါပဲတယောက်တည်းလမ်းပြမရှောင်နိုင်အောင်ဖန်တီးထားတာလားမီလီရဲ့အဖွားနာကျင်လို့ငိုးနေရှာတာတနာစရာပဲငါသူ့ရဲ့နာကျင်မှုတွေကိုအကုန်ဖေရှားပေးရမယ်ရုတ်တရက်ဆိုသလိုအဖွားရဲ့ခန္ဓာကိုယ်ပပတ်လဲမှာရွှေအောင်အလင်းတန်းတွေဝင်းခနဲ့ဖြာထွက်လာပါတော့တယ်အဲ့ရပေါ်မှာလဲနေတဲ့အဖွားဟာအလိုလိုထားရနိုင်သွားပြီဟင်းဒါတွေကဘာတွေလဲငါတယောက်တည်းထားရနိုင်သွားပြီလားချေမရေချေမမြင်မြင်လာကြည့်ပါဦးငါကိုချီတော့ပေါ်ကိုပြန်ရနိုင်နေပြီဟင်အမေဒါဘလို့ဖြစ်နိုင်မှာလဲအမေကတောင်မွေးတော့မပါပဲဒီလောက်အဝေးကြီးကိုဘလို့များရှောက်လာနိုင်တာလဲဒါတွေအားလုံးကဖျားသခင်ရဲ့အလိုတော်တိုင်းမှာပဲချင်မရဲ့ဖျားသခင်ကအဖွားရဲ့နောက်ဆုံးအချိန်တွေမှာကိုချီတော့ပေါ်ကိုလမ်းပြန်လျှောက်စေခြင်းလို့ထင်ပါရဲ့ကြည်စမ်းမအောင်အခုငါချီတော့တွေမှာနာကျင်တာတစ်စက်လေးမှတောင်မရှိတော့ဘူးငါသားလဲငါအတွက်စီးတွေဝယ်ပေးဖို့ပူစရာမလိုတော့ဘူးပေါ့အမေအခုလိုပြန်ကျမ်းမာလာတာကိုပဲကျမသိဝမ်းသာတာပါအမေအခန်းထဲမှာဘယ်သူမှမရှိတဲ့အချိန်မှာတော့ငှက်ကလေးဟာသူမရဲ့မူလာနတ်သမီးအသွင်ကိုထပ်မဲ့ပြောင်းလဲလိုက်ပါတယ်အားလုံးပျော်ရွှင်နေကြတာမြင်ရတာငါလဲဝမ်းသာပါတယ်ဟိုကလေးမလေးကငါ့ကိုသိကယူစိတ်ရှာတာငါဒီမှာနေဖို့ရန်နေငယ်ပဲကြံတော့တယ်ကြံတဲ့ရက်လေးတွေမှာသူတို့ကိုအတက်နိုင်ဆုံးထပ်ပြီးကူညီပေးရမယ်ငါဒီမိသားစုကိုဆက်ပြီးကူညီပေးသွားရမယ်ဒါပေမဲ့ဒီအတိုင်းပဲမဟုတ်ဘူးသူတို့ရဲ့စင်ရမွဲတည်မှုတွေအမြဲတမ်းအတွက်ပြက်ကွယ်သွားအောင်တခုခုလုပ်ပေးခဲ့မှဖြစ်မယ်နတ်သမီးလေးဟာသူမရဲ့မော်အစွမ်းကိုသုံးပြီးထူခြားတဲ့လက်ဆောင်တစ်ခုကိုဖန်တီးလိုက်ပါတယ်ဟဲ့ဒီနောက်မနက်မိုးလင်းတဲ့အခါမီလီတယောက်ငှက်ကလေးစီကိုရောက်လာပြန်ပါတယ်
ငှက်ကလေးရဲ့တန်ရဘလောက်တောင်ခြောက်သွားပြီလေကြည်ရအောင်အတောင်မှန်ကတန်ရတာမပြောက်သေးရင်သူကောင်းကင်မှာပြန်နိုင်မှာမဟုတ်ဘူးဟင်းဒါတွေကဘာတွေလဲဥတွေလားအော်စရာကြီးပါလားဒီလောက်လှတဲ့ရွှေအောင်ဦးမျိုးငါတခါမှမမြင်ဘူးအမေလာကြည့်ပါအောင်တမီတို့ရဲ့ငှက်ကလေးကဥတွေဥထားတယ်ဟဲမီလီမနဲ့စောစောစီစီနွားတစ်ကောင်တော့ဘာလို့အဟစ်နေရတာလဲဘာတွေဖြစ်ပြန်ပြီလဲဖေဖေလေးရှိနေတာပဲလာကြည့်ပါအောင်တမီးရဲ့ငှက်ကလေးကရွှေအောင်ဦးလေးတွေဥထားတာဖေဖေရဲ့တကယ်ကြီးလားပြစမ်းမအောင်ဘယ်မှာလဲဟောဒီမှာကြည့်ပါဖေဖေအယောင်ကရွှေစစ်အတိုင်းပဲမဟုတ်လားဟာဒါကရွှေတွေပဲဒါတွေကတကယ်ကိုရွှေဦးစစ်တွေပဲကွာပြစမ်းဖေဖေလက်ထဲခဏပေးပါအောင်ရှင်ဘာတွေရှောက်ပြောနေတာလဲဥဆိုတာရွှေဖြစ်ရိုးထုံးစံရှိလို့လားမယုံရင်လဲနင်ကိုယ်တိုင်ပဲကြည့်တော့လေအမလီဟုတ်ပါဒါတွေကတကယ်ရွှေစစ်တွေပဲမြည်လေဒီဥတွေကိုနင်ဘယ်ကရတာလဲရှုံမအမေရဲ့ဒီဥနှလုံးကိုတမီးရဲ့အုပ်အောငှက်လေးနာမှာတွေ့ခဲ့တာပါအခုမှပဲငါအကုန်လုံးကိုနားလေတော့တယ်အိမ်မှာဖြစ်နေတဲ့ထူးဆန်းတာတွေအားလုံးကဒီငှက်ကလေးကြောင့်ပဲစောင်းအိုးထဲမှာစံတွေအပြည့်ဖြစ်နေတာရောအမေလမ်းပြန်လျှောက်သွားနိုင်တာရောဒီနေ့ရွှေဥတွေရတာရောအခုတော့အားလုံးကဒီငှက်ကလေးကြောင့်ဆိုတာထင်ရှားသွားပြီဟုတ်တယ်မဟုတ်လားယောက်ျားဟုတ်တာပေါ့မိမရငါတို့ရဲ့ဆင်းရဲဒုက္ခရောက်နေတဲ့နေ့ရက်တွေအဆုံးသတ်သွားပါပြီဖျားသခင်ကငါတို့ကိုကူညီဖို့အတွက်ဒီငှက်ကလေးကိုငါတို့စီစစ်လွတ်လိုက်တာပဲဖြစ်ရမယ်ဒီဥတွေကိုရောင်းလိုက်ရင်ငါတို့ရဲ့ဆင်းရဲမွဲတေမှုတွေအကုန်ပြောက်ွယ်သွားတော့မယ်ဒါပေမဲ့သတိထားကြအောင်ဒီငှက်ကလေးအကြောင်းကိုဘယ်သူမှမသိစေနဲ့နော်စုမန်ဟာဝမ်းသာအားရနဲ့ရွှေဦးနှလုံးကိုယူပြီးဈေးထဲကိုထွက်လာခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးသူဟာနေတိုင်းရွှေဦးနှလုံးစီကိုရွှေဆိုင်မှာသွားရောက်มาတော့တယ်စုမန်ဟာတနေ့တခြားချမ်းသာကြွယ်ဝလာပေမဲ့လူတွေရဲ့တန်တရားမျက်လုံးတွေကိုတော့မရှောင်လွှဲနိုင်ခဲ့ပါဘူးတနေ့မှာတော့ရွှေဆိုင်ပိုင်ရှင်ကစုမန်ကိုမေးခွန်းထုတ်ပါတော့တယ်ဟေးစုမန်အမင်းကနေတိုင်းဒီရွှေဦးနှလုံးကိုဘယ်ကနေရလာတာလဲငါကိုလည်းအမှန်တိုင်းပြောပြစမ်းပါအောင်မင်းတနေ့ရမှာယတနာတိုက်ကြီးများတွေ့ထားတာလားမဖြစ်ဘူးဒီဆိုင်ရှင်ကိုအမှန်တိုင်းပြောပြလို့မဖြစ်ဘူးအမှန်တိုင်းသာပြောလိုက်ရင်ငါတော့ဒုက္ခတွေနဲ့ကြာသွားလိမ့်မယ်ဘာလို့ငြိမ်သွားတာလဲတခုခုပြောအောင်လေမဟုတ်ပါဘူးဘာမှမဟုတ်ပါဘူးအကိုကြီးရဲ့ကျွန်တော်လိုစင်ရသားတယောက်ကယတနာတိုက်ကိုဘယ်မှာသွားတွေ့နိုင်မှာလဲအမှန်ကတော့ဒါတွေကအဟောင်းတွေပါဟိုးရှိကလေးကရှိနေတဲ့ပစ္စည်းလေးတွေပါကျွန်တော်အမေရဲ့အမျိုးတွေကအရင်တုန်းကမြေပိုင်ရှင်ကြီးတွေလေဟဲ့ဓာတွေကအဲ့ဒီခေတ်ကကြံခဲ့တဲ့အမွေတွေပေါ့။အော်ဟုတ်လို့လားမင်းမဒီလောက်တောင်ရွှေတွေအများကြီးရှိနေတာကိုဘာဖြစ်လို့ဒီနေ့အထိစင်ရဲနေလာခဲ့တာလဲ။အော်အကိုကြီးကလည်းသိတဲ့အတိုင်းပဲလေဒါတွေကအမေရဲ့ပစ္စည်းတွေဆိုတော့အမေကမယောင်းစေခြင်းပဲနဲ့ကျွန်တော်ဘလို့လှုပ်လက်ဖျားနဲ့ထိဝင်มาလဲအခုမှအမေကခွင့်ပြုလို့ရောင်းရတာပါ။ကဲကျွန်တော်သွားလိုက်အောင်မယ်နော်။မဖြစ်နိုင်ဘူးဒီကိစ္စကတခုခုတော့လွဲနေပြီစုမန်ပြောတယ်လို့မဟုတ်နိုင်ဘူးဒီအကြောင်းကိုသူ့ရဲ့အလုပ်ရှင်တထေးကိုသွားပြောမှဖြစ်မယ်အခုပဲသွားလိုက်အောင်မယ်ဘာပြောတယ်ရွှေဥတွေဟုတ်လားတကယ်ကြီးရွှေစစ်ဥတွေလားမင်းယုံမှမဟုတ်ဘူးဆိုတာငါသိတာပေါ့အဲ့ဒါကြောင့်ငါနဲ့အတူအဲ့ဒီဥတွေကိုယူလာခဲ့တာကြည်စမ်းဒါတွေကရွှေစစ်တွေပဲအော်စရာကြီးပါလားဒါတကယ်ကိုရွှေဥတွေပဲဒါကြောင့်ပြောတာပေါ့အဲ့ဒီစုမန်ဆိုတဲ့ကောင်ကမင်းစီမှာကြာအလုံးလုံးတော့မှာမဟုတ်ဘူးကြည်နေလိုက်လေဒါပေမဲ့ငါတခြားတစ်ခုကိုတွေးနေတာသူ့မှာဒီလောက်တောင်ရွှေဥတွေအများကြီးရှိနေတာဘယ်ကနေရတာပါလဲသူပြောတာကတော့သူ့အမေရဲ့အမွေတွေလို့ပြောတာပဲအာဟဲ့တာတွေကအလိမ့်သားတွေပါငါရဲ့ငွေတွေကိုအလကအကုန်ကြမခံနိုင်ဘူးဒီရွှေဥတွေနောက်ွယ်ကအမှန်တရားကိုငါသိအောင်လုပ်ရမယ်သူ့မှာဒီရွှေဥတွေဘယ်ကရတယ်လဲဆိုတာငါမဖြစ်မနေသိအောင်လုပ်ရမယ်ဒါကရိုးကိစ္စတော့မဟုတ်ဘူးဟုတ်တယ်အဲ့ဒါကိုသိဖို့ကသိအရေးကြီးတာပေါ့ဒါပေမဲ့ဘလို့လို့သိနိုင်မှာလဲသူ့ရဲ့လှုပ်ဝက်ချက်ကဘာလဲဆိုတာပြောပြစမ်းပါအောင်အဖေအားလုံးကအဲ့ဒီအိမ်ထဲမှာပဲရှိတယ်မင်းငါနဲ့အတူလိုက်ခဲ့မလားမလိုက်ဘူးလားငါစီမှာအလုံးလုံးတဲ့တာမန်အလုံးသမားတယောက်ကငါထပ်ဖို့ပြီးချမ်းသာသွားမှာကိုငါအဖြစ်မခံနိုင်ဘူးသူ့ကိုငါပညာပေးရမယ်ကောင်းပြီလေငါပါလိုက်ခဲ့ပါမယ်ဒါပေမဲ့ငါမှဂတိတစ်ခုတောင်းချင်တယ်ဂတိဘာဂတိလဲဟိုမှာတွေးသမျှအရာအလုံးကိုငါနဲ့မင်းနဲ့တဝက်စီခွဲယူရမယ်မင်းသဘောတူရဲ့လားတဝက်စီဟုတ်လားမဖြစ်နိုင်တာငါကအပင်မခံရမှာကိုမင်းကတဝက်ယူမယ်ဟုတ်လား
ဘာပဲလို့ဒီညပဲအပြည့်သက်လုပ်ရမယ်အမလီဒီနားမှာချင်းတွေကလည်းများလိုက်တာငါသွေးတွေကိုဒီညပဲအကုန်တောက်တော့မဲ့အတိုင်းပဲဟဲ့တူတူပြောစမ်းမှာတယောက်ကြားသွားရင်ဒုက္ခရောက်ကုန်မယ်ဟဲ့ဒါထက်အထဲကသူတို့ဘာတွေပြောနေလဲဆိုတာသိချနားဆွင့်ထားစမ်းတကယ်ပါပဲအခုဖြစ်ပြနေတာတွေအားလုံးကပုံမြင်တပုတ်လိုပဲနော်မျက်စိတမိတ်အတွင်းမှာငါတို့ရဲ့ဆင်းရဲဒုက္ခတွေအကုန်ပြောက်ွယ်သွားတာပဲဟုတ်တယ်မိမအခုတော့ငါစဉ်းစားထားတာတခုရှိတယ်ရွာတွေကတခြားသူတွေအတွက်လည်းငါတို့ထည့်စဉ်းစားပေးတဲ့နဲ့ကိုအတွက်ကိုပဲကြည်နေလို့မရဘူးရှင်ပြောတာမှန်ပါတယ်အခုကစပြီးရလာမယ့်ရွှေဥတွေကိုရောင်းပြီးရင်ရွာတွေကတခြားဆင်းရဲနွမ်းပါပြီးအကူညီမဲ့နေတဲ့သူတွေကိုပါငါတို့ကူညီပေးကြရအောင်ကဲမိမအခုတော့အိတ်ကြရအောင်မနှက်ပြန်ငှက်ကလေးဥမဲ့ဥတွေကိုရောင်းပြီးရင်ဘာဆက်လုံးမလဲဆိုတာတိုင်ပင်ကြတာပေါ့သမီးလေးဒီငှက်ကိုအိမ်ခေါ်လာတော့ကကျမဘယ်လောက်တောင်စိတ်တူခဲ့လဲဆိုတာပြန်တွေးမိတိုင်းရှက်မိပါတယ်အခုငါတို့မှာရှိသမျှအရာအလုံးကဒီငှက်ကလေးရဲ့ကျေးဇူးကြောင့်ပါပဲမင်းပြောတာမှန်တာပေါ့ဒီငှက်လေးကြောင့်ပဲငါတို့ရဲ့ကံကြမ္မာတကားကြီးပွင့်သွားခဲ့ရတာကဲလာပါအိုးငှက်တယ်လားဒါဆိုရင်ဒီရွှေဥတွေအားလုံးကိုအဲ့ဒီငှက်ကဥပေးနေတာပေါ့လေမဖြစ်ဘူးဘလို့နီးနဲ့ဖြစ်ဖြစ်အဲ့ဒီငှက်ကိုငါတို့ရှာရမယ်ဟုတ်တယ်အကိုကြီးမြ мян သွားရှာကြစို့ကျွန်တော်အထင်တော့အဲ့ဒီငှက်ကသူတို့သမီးလေးရဲ့အခန်းထဲမှာပဲရှိမှာအေးစောကသူတို့ပြောတာငါကြားလိုက်တယ်ဟုတ်တယ်သူသမီးရဲ့အခန်းထဲမှာဆိုတာသိကြပြီမြ мян လုံးကြစို့ဟောဟိုမှတွေ့ပြီဟဲတာပဲအဲ့ဒီငှက်ပဲဘလို့နီးနဲ့ဖြစ်ဖြစ်အဲ့ဒီငှက်ကိုငါတို့ရအောင်ယူမယ်ဟောဒီမှာငါစီမှာလက်နက်ပစ္စည်းအကုန်ပါတယ်အခုဗရင်ပေါက်ကိုပွင့်ပြီးအဲ့ဒီငှက်ကိုအပြင်ဆွဲထုတ်မယ်ကဲအခုတော့ရတနာတိုက်ကြီးငါတို့လက်ထဲရောက်ပြီဒီနေ့ကစပြီးရွှေဥတွေအားလုံးငါတို့ပဲရတော့မှာဟုတ်တယ်အကိုကြီးဘယ်သူမှမသိခင်မြ мян ပြေးကြစို့လောဘသားနှစ်ဦးဟာငှက်လောင်အိမ်ကိုမကအမောင်ထဲမှာထွက်ပြေးဖို့ကြိုးစားစင်မှာပဲရုတ်တရက်ဆိုသလိုစူရှာတောက်ပါတဲ့ရွှေအောင်အလင်းတန်းတွေထွက်ပေါ်လာပြီးငှက်ကလေးဟာသူမရဲ့မူလာနတ်သမီးအတွင်ကိုပြောင်းလဲလိုက်ပါတော့တယ်ရုံမာတဲ့လူရုံမာအုပ်စုတွေမင်းတို့ကငါ့ကိုခိုးယူသွားနိုင်လိမ့်မယ်လို့ထင်နေတာလားအမလေးငါဘယ်သူ့ကိုမြင်နေရတာလဲဒါနတ်သမီးပဲပြေးကြဟေးပြေးကြငါလက်ထဲကနေလောအောင်ပြေးဖို့ဆိုတာမင်းတို့ထင်သလားမလွယ်ဘူးသူတစ်ပါးပစ္စည်းကိုခိုးချင်တဲ့မင်းတို့ရဲ့စိတ်ယုံမှအတွက်ဒီနေ့ထိုက်တန်တဲ့ပြည်တံကိုပေးရမယ်နတ်သမီးလေးရဲ့မော့အစမ်းကြောင့်လောဘသားနှစ်ဦးရဲ့ခန္ဓာကိုယ်ပေါ်မှာပြည့်စုံနေကြီးတွေအုံခဲလာပြီးတပြုတ်ပြုတ်နဲ့ကြိုက်ခဲလာပါတော့တယ်အမလေးဗျာသေးပါပြီဗျာပြည့်စုံတွေကြိုင်တော့အသားတွေတောင်ပြတ်ထွက်တော့မယ်အာရလိုက်တာကိုရတာနဲ့တင်သေတော့မယ်ကြေကြပါအောင်ဗျို့စုမရဲ့အဖေဟာအော်ဟစ်တန်တွေကြောင့်နိုးလာပါတယ်ဟင်းဒါတွေဘာတွေဖြစ်နေတာလဲငါဘာကိုမြင်နေရတာလဲတကယ်နဲ့သမီးတစ်ပါးပါလားဘာလို့ဒီလောက်တောင်စူညမ်းနေရတာလဲအိုးရှင်တို့ကဒီမှာဘာလုပ်နေကြတာလဲနတ်သမီးကျွန်တော်ဘာကိုမှနားမလည်နိုင်တော့ဘူးစုမန်ကဲပါအောင်ငါ့ကိုကဲကြပါအောင်မင်းတို့မကြောက်ကြပါနဲ့ငါဟာမင်းတို့ပြုစုဆောင်ရှောက်ထားတဲ့အုံကောင်းငှက်ကလေးပါပဲငှက်ကလေးဟုတ်လားဒါပေမဲ့နင်ကဘလို့လုံးနဲ့သမီးဖြစ်သွားတာလဲငါကနတ်သမီးဖြစ်သွားတာမဟုတ်ဘူးငါကနတ်သမီးအစ်စ်ပါတကယ်တော့ငါလူပြည်ကိုအလဲလာရင်းနဲ့မုံတိုင်းနဲ့မှအတောင်ပံကျိုးသွားခဲ့တာအဲ့ဒီတန်ရာကြောင့်ငါနတ်ပြည်ကို9ရက်တိုင်ပြန်လို့မရနိုင်ခဲ့ဘူးအဲ့ဒါကြောင့်ငါကအုံငှက်ကလေးအသွင်ကိုပြောင်းထားခဲ့တာပါရှင်ဘာတွေပြောနေတာလဲဟုတ်တယ်အမှန်အတိုင်းပြောနေတာပါဒီနေ့ဟာငါရဲ့9ရက်တာကာလကပြည့်သွားပါပြီမင်းတို့မိသားစုကငါအပေါ်မှာအစာဆုံးကုညီဆောက်ရှောက်ခဲ့ကြလို့ငါကကျေးဇူးဆက်တဲ့အနေနဲ့ရွှေဥတွေကိုလက်ဆောင်ပေးခဲ့တာပါဒါပေမဲ့ဒီလူယုံမာတွေကတော့လောဘစောတိုက်ပြီးငါ့ကိုခိုးယူဖို့အထိစူးစမ်းခဲ့ကြတယ်အမလေးဗျာသေးပါပြီဗျာကျွန်တော်တို့ကိုလှုပ်ပေးပါတော့နတ်သမီးရဲ့ကျွန်တော်တို့လောဘနောက်ကိုလိုက်ပြီးခိုးဖို့စူးစမ်းခဲ့မိပါတယ်အခုတော့ကျွန်တော်တို့ရဲ့အမှားကိုနားလဲပါပြီဟုတ်ပါတယ်နတ်သမီးရဲ့ကျေးဇူးပြုပြီးကျွန်တော်တို့ကိုလှုပ်ပေးပါတော့အိုးနတ်သမီးလေးရဲ့သူတို့ဒီလောက်တောင်နှောင်နှားရပြီးတောင်းပန်နေကြတာပဲသူတို့ကိုခွင့်လွှတ်ပေးလိုက်ပါနော်ကောင်းပါပြီမင်းရဲ့စကားကြောင့်ငါသူတို့ကိုခွင့်လွှတ်ပေးလိုက်မယ်ဒါပေမဲ့အခုတော့ငါနတ်ပြည်ကိုပြန်ရမယ့်အချိန်ရောက်ပြီဟင်းအခုပဲပြန်တော့မလို့လားနတ်သမီးလေးရဲ့ဟုတ်တယ်မီလီဒါပေမဲ့မင်းတို့မိသားစုကငါအပေါ်ထားခဲ့တဲ့မြစ်တာတွေနဲ့ဂရုစိုက်မှုတွေကိုငါဘယ်တော့မှမေ့မှာမဟုတ်ပါဘူးအခွင့်အရေးရရင်ငါမင်းတို့စီကိုတစ်ခါပြန်လာခဲ့ပါအောင်မယ်တေချာပေါက်ပြန်လာခဲ့ပါနဲ့သမီးလေးရဲ့ကျွန်တော်တို့အပေါ်ထားခဲ့တဲ့ကျေးဇူးတွေကိုလည်းဘယ်တော့မှမေ့မှာမဟုတ်ပါဘူးအဲ့ဒီနောက်မှာတော့နတ်သမီးလေးဟာရွှေရောင်အလင်းတန်းတွေနဲ့အတူကောင်းကင်ရန်စီကိုပြန်တက်သွားပါတော့တယ်
မီလီတို့မိသားစုဟာနတ်သမီးလေးပေးခဲ့တဲ့ရွှေဦးတွေနဲ့ဆင်းရဲတွင်ကလွတ်မြောက်သွားရုံနဲ့မကပဲရွာထဲကတခြားဆင်းရဲနွမ်းပါးသူတွေကိုပါကူညီရင်ပျော်ရွှင်အေးချမ်းစွာနေထိုင်သွားကြပါတော့တယ်။ပုံမြင်လေးရတော့ဒါပါပဲရှင်